안녕하세요 여러분, 제가 Like Korean가 비슷한 바래 디니마로 신라바이마 제바루시의 코리안의 배워야 되는데 추석에 받다비어 쉐어로 비담아 바래. 그럼 시작해 볼게요. 추석에 받다비어 신라를 담아 바래. 추석 소라가 바네. 추석 소라가 이 코리안의 거는 깍대 사버요니 담아먹고 무소리시네. 이 제수로 내수비로 담아 잘해 누님의 배워야 되고 바래. 추석의 데이비로 여러분 띠잖아요. 추석 마술이시거나 추소라가로 쌍야기 요라 피비요 썩소라가로 야생 강 요라 피비거나 추석 주로 쌍의 야생 강이 수비요 데이비야. 아또 추석을မျိုးပြောလို့ရတယ်ဆိုလို့ရှိရင်ဟန်ခါကြီးကိုလည်းသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်။အဲဆိုလို့ရှိရင်추석နေ့မှာ추석ကဘယ်နေ့မှာကျင်းပ추석ကတော့8လပိုင်း15ရက်နေ့မှာကျင်းပတာဖြစ်ပြီးတော့추석နေ့မျိုးမှာဘာလို့လုပ်ကြလဲပေါ့နော်။추석နေ့မျိုးမှာဆိုလို့ရှိရင်တော့ပြည်ပြည်နေရဲ့အုပ်ကိုသွားပြီးတော့ခရဝပြူတာကြော်ဝဲပေးရမျိုးတွေကိုပြုလုပ်ကြတယ်ပေါ့နော်။ဆွဲထူးခြားချက်တွေမှာဆိုလို့ရှိရင်ပေါ့နော်သူကဒီစပားလေးတွေတင်ပြီးခြင်းမှာဒီစပားကနေရလာတဲ့ဆန်နဲ့စွန်းဖြောင်းလို့ခေါ်တယ်ပေါ့နော်။ရောင်စုံကောင်းကြီးမှုန်လေးတွေကိုပြုလုပ်ကြပြီးတော့ပေါ့နော်။ကစားနည်းတစ်ခုဖြစ်တဲ့ခံကန်ဆူရဲဆိုတဲ့မြန်မာလိုဆိုရင်တော့ဝိုင်းကြီးပပတ်ကျူဝေးဆိုတဲ့ကစားနည်းကိုကစားပြီးတော့မိသားစုရဲ့အတူတူပြောချင်ဖြတ်တန်းကြတယ်ပေါ့နော်။အဲဆိုလို့ရှိရင်တော့ဒီနေ့မှာ share လုပ်ပေးသွားတဲ့추석နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုနားလည်လို့ပြောရပါတယ်။ဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာပြန်လည်ဆက်ပေးကြမယ်နော်။안녕